ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့အစီအစဉ်လေးကိုပဲဆက်လက်ပြီးတော့တင်ဆက်မယ်နေမှာကျွန်တော်တို့တငယ်ချင်းလည်းဖြစ်ပါတယ်ဟေမာတို့ကျွန်တော်တို့ဟိုးငယ်ငယ်တွေကတငယ်ချင်းအင်တန်လည်းချစ်စရာကောင်းလို့ဘော်ရာစိတ်လည်းအပြည့်အဝထားတဲ့တငယ်ချင်းတယောက်ကိုအမှတ်မထင်နာမည်မကြေညာဘဲနဲ့ဖိတ်ခေါ်ပါမယ်တငယ်ချင်း
တင်ပါတယ်ကဲဟေးမဘလို့လဲမတွေ့တာကြာပြီကျွန်တော်အဆက်အသွယ်ဖြတ်ထားတယ်ဟေးမနဲ့ကျွန်တော်ဒီနေ့ပြန်တွေ့ပါတယ်ကျွန်တော်ဒီပွဲကိုစိုးကျင်လို့ကျွန်တော်ညရဲဒီမှာစီရိုးနာမှာကျွန်တော်အိပ်ပြီးတော့ကျွန်တော်စောက်ပါတယ်ကျွန်တော်နောက်ဆုံးမှခေါ်ပါတယ်အဲ့တော့ကျွန်တော်မကျင်နိုင်ဘူးအဲ့တော့ကျွန်တော်နည်းနည်းစိတ်ကောက်တဲ့အထာတော့နည်းနည်းလောက်အောင်လား